လာမယ့် upgrade မှာ Kimia ဘန်ဟီတို့ပြန်ဖြစ်လာနိုင်ဖို့တေချာတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ Kimia scale 1 2 3နဲ့ basic attack ကိုပြန်ပြီးတော့ revamp ပြန်လုပ်လိုက်လို့ပဲဖြစ်ပါတယ်basic attack မှာဆိုရင် enemy တောင်ဝင် crit တောင်ဝင် bread ကိုပြစ်နေနေမှာအောက်ကနေတန်းလေးပြည့်လာပြီးတော့နေတန်းလေးပြည့်သွားတဲ့အချိန်ကြာလို့ရှိရင် brain ကနည်းနည်းကျဲသွားပြီးတော့ movement speed ကိုနည်းနည်းထပ်မြင့်ပေးလိုက်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ရင်ရမှာလိုက်ရကမောက်ကမဖြစ်နေတဲ့ Kimia ပြေးနေဆိုရင်တော့မြို့ဂျိုတက်ပေးလိုက်လို့ movement speed ကနည်းနည်းထပ်ပြီးတော့ညံသွားအောင်မှာဖြစ်ပါတယ်စကီးဝမ်ဆိုရင်လည်းတကယ်မှကျွတ်စီနေတာသူ့ကိုတုံးလိုက်လို့ရှိရင်ရန်သူ၄ယောက်ကိုဒီတိုင်းနဲ့တိုက်ခိုက်ပြီးတော့ကိုနော73စက္ကန့်ကြာမှာဖြစ်ပါတယ်တော်တော်ကြီးကိုကောင်းတယ်သူကစတက်နေရောလွတ်အောင်မဲ့ပြီးနေရန်နေရောကြော်နိုင်အောင်မဲ့ဆိုတော့စဉ်းစားတော့ကြည့်လိုက်တော့ဗျာကျွန်တော်လည်းအဲ့စကီးဝမ်ကိုအကြိုက်ဆုံးပဲဗျာကျွန်တော်အကြိုက်ဆုံးရှက်ကနေရန်အကြီးကိုခုံကြော်ပြအောင်ရရဗျာပြေးလို့ရဗျာ enemy မပါလဲသူကအလွတ်ကြီးခုံလို့ရတယ်စကီးဝမ်ကိုတိုင်းတုံးလို့ရဗျာ enemy မရှိရင်တော့မှာဒါရတော်တော်ကြီးကိုအဆင်ပြေတဲ့အထဲမှာပါရဗျာဒီကြောက်တုံးနေမှာတော့တော်တော်ဝေးတဲ့နေရာတောင်မှသူကကြော်နိုင်နေဗျာဒီမှာကြောက်တုံးနေကျဲတဲ့ကြောက်တုံးနေနေပါကျွန်တော်လိုက်ပြီးတော့စမ်းပြထားတယ်မတ်တစ်ခုလုံးမှာသူကြော်လို့မရတဲ့နေရာဆိုတာမရှိတဲ့လောက်ပဲဗျာစကေးတူကတော့သွားနေတဲ့ enemy ရောရက်သွားပြီးတော့ damage နဲ့နည်းနည်းပေးအောင်မှာဖြစ်ပါတယ် enemy ကတော့9កောင်ရမှာပါ။ Ore ရဲ့ sကေးတူနဲ့တော့ခက်စင်စင်ဖြစ်ပါတယ်။အဲဒီမိတ်ကတော့ slow fan အနေနဲ့ပေးပြီးတော့သူ့ရဲ့ range ထဲမှာရှိတဲ့ enemy ကိုဆွဲသွင်းပြီးတော့ damage ပေးမှာဖြစ်ပါတယ်။ brother တို့ Kimia ရဲ့ revamp ကိုကြိုက်ကြမှာလားကြိုက်တယ်ဆိုရင်ရောဘယ်အချက်ကိုအကြိုက်ဆုံးလဲ comment မှာပြောပေးခဲ့လို့ရပါတယ်နောက်ထပ် hero အသစ်တွေ hero revamp တွေကိုကြိုပြီးသိကျင်နေဆိုရင်တော့